အားလုံးပဲကျွန်တော်အခု CEIR လို့ခေါ်တဲ့မှတ်ပုံတင်စနစ်အကြောင်းနည်းနည်းပြောပြချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်အခုလက်ရှိအသုံးပြုနေတဲ့ဖုန်းတွေကိုမှတ်ပုံတင်ခိုင်းတာဖြစ်တယ်မှတ်ပုံကဘယ်လိုတင်ရမလဲဆိုတော့အခုလက်ရှိဒီမလ31ရက်နေ့မတိုင်ခင်အတွင်းကိုကျွန်တော်တို့ဒီ SIM card တကက်ကထည့်သုံးလိုက်ပေါ့နော်ကိုဖုန်း MPT Mytel Telenor Atom Unite အစရှိတဲ့ဘယ် SIM card ကိုမဆိုထည့်သွင်းအသုံးပြုရုံနဲ့ဒီကိုဖုန်းကဘယ်လိုမှတ်ပုံတင်သွားမှာဖြစ်တယ်ကဲလို့ကိုကအဲ့31ရက်နေ့အထိမှတ်ပုံတင်မထားဘူးဆိုရင်သူကယာယီအသုံးပြုခွင့်ဆိုပြီးတစ်လထပ်ပေးမှာဖြစ်တယ်အဲ့ဒီတစ်လအတွင်းမှာဒီတန်ကြီးပေးတာတွေအခွန်ပေးတာတွေလုပ်လိုက်လို့ရှိရင်ကျွန်တော်တို့စိန်ကတ်အသုံးပြုလို့ရမယ်ပေါ့နော်ဒီလိုကိုကအခွန်ဆောင်မထားဘူးမှတ်ပုံတင်မထားဘူးဆိုရင်ဒါစိန်ကတ်သုံးလို့ရမှာမဟုတ်ဘူးပေါ့နော်ပြီးတော့ကိုဖုန်းကမှတ်ပုံတင်ထားလားမတင်ထားလားဆိုတာကိုကျွန်တော်တို့ဒီ CEIR government.com မှာကျွန်တော်တို့စစ်လို့ရတယ်အဲ့ဒါကိုကျွန်တော်ဒီ comment မှာ link ချပေးထားပါမယ်ပြဿနာကတော့ကျွန်တော်တို့အခုနောက်ပိုင်းဖုန်းဝယ်တဲ့အခါမှာဖုန်းတွေကအရင်အထက်ဈေးတွေကြီးသွားမယ်အခွန်အခတွေများလာမယ်ပေါ့နော်အရင်ကလို့ဈေးပေါ်ပေါ်နဲ့ဖုန်းတွေဝယ်လို့ရတော့မှာမဟုတ်ဘူး